အားလုံးပဲမင်္ဂလာပါဗျလက်ရရှင် Audio Book Channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော် Channel လေးကနေဒီနေ့တင်ဆက်သွားမယ့်ဇာတ်လမ်းလေးကတော့မော်ဝင်မျက်လုံးနဲ့ကြောက်စီတာရှာပုံတော့အမည်ရတဲ့စိတ်ဝင်စားဖွယ်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော် Channel လေးကို Subscribe မလုပ်ရသေးရင် Subscribe လေးလုပ်ထားပြီးတော့ဘေးနားခေါင်းလောင်းလေးကိုလည်းတီးထားပေးပါဦးဒါဆိုကျွန်တော်ဇာတ်လမ်းလေးစလိုက်ရအောင်မနက်ပိုင်းတွင်ထွက်ပေါ်လာတဲ့နေအောင်ကြီးကိုအမိပြု၍ဦးအောင်မောင်တယောက်စေပြင်းလေးကိုရှိုက်ခါစားတစ်စောင်းကိုစိတ်ဝင်တစားဖတ်ရှုနေပါတယ်ထိုအချိန်မှာပဲတာဖြစ်သူပါမန်တယောက်အပြင်ကနေပြန်ရောက်လာပြီးအဖေဘာသာရီမို့အလောက်တောင်ဖတ်နေရတာလဲဗျပါမန်မှာစကားဆိုလိုက်ရာဦးအောင်မောင်တယောက်ကောင်းမော်လာ၍အော်သားတော်ပြန်လာပြီလားဒိုင်အောင်သားအဖေပြောစရာရှိတယ်ကွာဟုတ်ကဲ့ဖေဒါလည်းအရွယ်ရောက်လာပြီဆိုတော့ပြောတင်တာတွေပြောပြရအောင်မယ်ပြီးတော့စိတ်ချလက်ချနဲ့ကိစ္စတစ်ခုခိုင်းစရာလည်းရှိတယ်ကွဒါကြောင့်ခရီးတစ်ခုတော့ထွက်ရလိမ့်မယ်ငါသားဘာခရီးလဲဖေပြီးတော့သားကိုဘာပြောမှလဲသားစိတ်ထဲမှာအဖေကိုဒီနေ့မှမွေးဒီနေ့မှကြီးရဲ့သူလို့ထင်နေတယ်မဟုတ်လားဟုတ်တယ်ဖေအဖေကဒီနေ့သားမဟုတ်ဘူးလားမဟုတ်ဘူးသားအဖေမင်းကိုပြောပြမယ်သေချာနားထောင်တချိန်ကအင်္ဂလိပ်မြန်မာစစ်ပွဲပြီး1885ခုနှစ်တစောင်းမုံလာစုံ10ရက်နေ့၌မြန်မာတွေဆေရှုံးသဖြင့်အင်္ဂလိပ်တွေဟာတီဘောမင်းနှင့်ဆိုဗီယက်လက်တို့ကိုခေါ်ဝင်စိတ်ကမ်းမှာ၎င်းတို့၏တိုင်းပြည်သို့ခေါ်ဆောင်သွားခဲ့ကြပါတယ်မြန်မာပြည်ရဲ့ထီနှံကိုလည်းသိမ်းယူကတနိုင်ငံလုံးတူးကျွံဘွားကိုရောက်ခဲ့ကြရတယ်ထိုအချိန်မှစပြီးအနေနဲ့ရရက်မှစစ်တီတော်များနဲ့မြို့ချေစိတ်ရှိတဲ့သူတွေကမိမိတို့တိုင်းပြည်ထီနှံပြန်လည်ရရှိရေးအတွက်အင်္ဂလိပ်တွေကိုနေမျိုးစုံဖြင့်တော်လှန်ခဲ့ကြပေတဲ့သို့တော်လည်းရက်ဆက်ကြတဲ့အင်္ဂလိပ်များတီကတော်လှန်ရေးသမားများကိုအင်အားသုံးကလိုက်လံဖမ်းဆီး၍နောက်မလုပ်ရအောင်နေမျိုးမျိုးဖြင့်နှိပ်စက်တပ်ဖြတ်ကြပေတဲ့ကျေးလက်တော်ရတွေကိုလည်းလာစဉ်အခွန်တော်ကောက်ခံပြီးမပေးနိုင်သည့်ရွာများအားမီးရှို့ဖျက်ဆီးသည့်အထိရုံမာခဲ့ကြပေတဲ့ဤသို့ဖြင့်တိုင်းပြည်ပြည့်နေချိန်မှာတာယာကုန်းဆိုတဲ့ရွာလေးတစ်ရွာကိုနေချင်းမျက်နှာဖြူတစုရောက်လာခဲ့ကြတယ်။၎င်းတို့နဲ့အတူတစ်သားတွေပါဝင်လာပြီးမြန်မာစကားပြန်တယောက်လည်းပါလာခဲ့ပါတယ်။တကြီးပြုတ်တကြီးအင်းရှိမှာအော်ကော်တန်ကြောင့်တကြီးဖြစ်သူမှာအောက်ကိုဆင်းလာခဲ့ပါတယ်။အရာရှိမင်းတို့ပါလားဘာကိစ္စရှိလို့ပါလဲ။တကြီးကျုပ်တို့တခင်ကြီးတွေအလုပ်တစ်ခုလုပ်ဖို့အတွက်လူနည်းနည်းလူနေတယ်။ဒါကြောင့်ဒီရွာကအားကောင်းမောင်းတန်လူတွေကိုခေါ်သွားခြင်းနဲ့ဟုတ်ကဲ့ကျွန်တော်ရွာသူရွာသားတွေကိုအခုပဲခေါ်ပေးပါမယ်။ထိုင်နာကြပါဦးဗျ။ဇကာပြင်းရဲ့စကားကိုတော့တကြီးဖြစ်သူမှလည်းအာမခံရဲတာကြောင့်ရွာထဲကလူတွေကိုသူ့အိမ်တို့ရောက်လာစေရန်ကြောညာမောင်းခတ်လိုက်ပါတော့တယ်။မကြာမီချိန်မှာတော့ရွာသူရွာသားတွေရောက်လာခဲ့ကြပါတယ်။အင်္ဂလိပ်တို့သည်ရွာသားများတဲမှာ၎င်းတို့လူချင်းသည်အားကောင်းမောင်းတန်လူတချို့ကိုရွေးကခေါ်ဆောင်သွားပါတော့တယ်။အဲ့ဒီထဲတွင်အောင်မောင်းနှင့်ဖိုးပေဆိုတဲ့တငယ်ချင်းနှစ်ယောက်လည်းပါလာခဲ့ပေတယ်။အင်္ဂလိပ်နယ်ချဲတွေကဖိုးပေတို့တလန်းလုံးသူတို့ပါလာသည့်တစ်တာတွေကထန်းကိုင်းလေးရဖိုးပေတယောက်အောင်မောင်းငါတော့ညောင်းနေပြီခဏလောက်နားကျင်တယ်ကွာငါလည်းတူတူပဲရွာတွေကနေထမ်းလာရတာအခုထိမနာရသေးဘူးမင်းဘေးရစကားပြန်ကိုတစ်ချက်ပြောကြည့်ပါလားခဏနားကျင်တယ်လို့အောင်မောင်းရဲ့စကားကြောင့်ဖိုးပေကောင်းကုန်းလိုက်ခါဒီမှာစကားပြန်ဘာလဲပြောကျုပ်တို့ခဏနားကျင်တယ်ဗျရွာနေထမ်းလာရတာအခုထိမနာရသေးဘူးအတော်ညောင်းနေပြီဗျတိတ်ဆန်းဟိတ်ကောင်ငါနားလို့မပြောမချင်းမင်းတို့စက်ထမ်းထားရမယ်အာခံတဲ့ကောင်တွေကိုဒီနေရာမှာတင်တပ်ပစ်လိုက်မယ်စကားပြန်စကားကြောင့်ဖိုးပေရောအောင်မောင်းမှာဒေါသထွက်သွားပြီးမြန်မာလူမျိုးချင်းကိုအတော်လူပါဝါတဲ့ကောင်တွေးကြသေးတာပေါ့ဖိုးပေမှထိုးသူကြုံသွားပြီးအောင်မောင်းနာကိုကတစုံတစ်ခုကိုတီတူပြောဆိုလိုက်ပါတယ်အေးငါတို့လည်းအဲ့လိုလုံးမလွတ်မြောက်နိုင်မှာမဟုတ်ရင်ငါတို့ဘယ်ခေါ်သွားပြီးဘာတွေထက်နှိပ်ဆောင်မလဲမသိရဘူး
နေအောင်သာထိုးတို့ပြောဆိုလိုက်ကြရင်အရေးရတဲ့တနေရာကိုရောက်တဲ့အခါမှာတော့ကဲအားလုံးဒီမှာခဏနားကြမယ်ထွက်ပြေးဖို့တော့မကြံနဲ့နော်တနက်ထဲကကြည်စံတွေကလူမရွေးဘူးစကားပြန်မှထိုးတို့ပြောဆိုပြီးမျက်နှာဖြူခေါင်းဆောင်တချို့နေတူအနီးအနားသို့ထွက်သွားခဲ့ကြပြေးတယ်ဖိုးပေတို့ဘေးနားတွင်လည်းသူတို့ကိုစောက်ကြည့်နေသည့်တပ်သားအနှဲငယ်သာကြမ်းငယ်ပါတော့တယ်ဒါကိုခွင်ကောင်းယူပြီးဖိုးပေနှင့်အောင်မောင်းတို့ဟာသူတို့ဘေးတွင်ရက်နေသည့်အဆောက်တွေရဲ့တနက်ကိုလူကပြန်လဲပစ်ခတ်တိုက်ခိုက်ပါတော့တယ်ရုတ်တရက်ဖြစ်ဖြစ်ကြောင်းအတူပါလာသောရွာသားများမှလည်းအဆောက်တွေကိုဖိုးပေတို့နှင့်အတူရောကတိုက်ခိုက်ပါတော့တယ်သို့တော်လည်းဖိုးပေတို့တွေကလက်နက်မဲတာကြောင့်သူတို့နှင့်အတူရွာသား2ယောက်သာကြံခဲ့ရာကြံသောရွာသားတွေကတော့အဆောက်တွေရဲ့လက်ချက်ဖြင့်သေကုန်ကြပါတယ်ရုံးရင်းဆန်ကဖြစ်တဲ့အတန်ကိုကြားတဲ့အခါမှာတော့အနီးနားကိုလေ့လာနေတဲ့မျက်နှာဖြူရရှိ2ယောက်နဲ့စကားပြန်တို့ပြန်လည်ရောက်ရှိလာပြီးနှစ်ဖက်ခြားပြစ်ခတ်မှုတွေထပ်မံဖြစ်ပွားကြလေရာမျက်နှာဖြူရရှိနဲ့စကားပြန်တို့လည်းပြစ်ခတ်မှုကြောင့်တိတ်ဆုံးသွားတယ်လို့ဖိုးပေတို့ဘက်ကရွာသား2ဦးလည်းမျက်နှာဖြူတွေရဲ့လက်ချက်ဖြင့်ကြာဆုံးကသူတို့2ဦးသာနောက်ဆုံးတွင်ကြံခဲ့ပါတော့တယ်အောင်မောင်ခွေးမျိုးတွေလည်းတည်ပြီးဆိုတော့ငါတို့ပြန်ကြအောင်နေအောင်ကသူတို့တစ်တာတွေတဲ့ဘာတွေပါလာလဲငါကြည့်ရင်သေးတယ်အောင်မောင်မှာထိုးတို့ပြောဆိုပြီးတစ်တာတွေကိုအနီးနားကတစ်ပင်နားသို့တဲဆောင်လာခဲ့ကြပါတယ်တစ်ပင်အောက်သို့ရောက်တော့ကအောင်မောင်မှာတစ်တာတွေတဲ့တလုံးရဲ့တောင်းအိမ်ကိုတနက်တင်ပြထူ၍ဖွင့်ချလိုက်ရမှာတော့ဟာနေအောင်သာအမေရိကန်များထွက်ပေါ်လာခဲ့ပါတယ်အကြောင်းတွေဟာသူတို့ဖွင့်လိုက်တဲ့တစ်တာတွေတွင်အလွန်များပြားလာသောရွှေငွေရတနာများပါရှိနေခြင်းကြောင့်ဖြစ်ပေတယ်အောင်မောင်ဒီရတနာတွေကိုဘယ်လိုလုပ်မလဲဒီအပင်အောက်မှာပဲမြုပ်ထားလိမ့်မယ်ကွတဲသွားလို့လည်းအဆင်မပြေဘူးလေအေးဒါဆိုခဏနေအောင်ကွငါရတနာတွေကြည့်ရင်သေးတယ်ဘိုးဖေမှာထို့သူပြောဆိုကတက်တာတွေကိုပွင့်ကြည့်နေခြင်းတက်တာတစ်လုံးရဲ့အထဲမှာတော့ကြောက်တွေဖြင့်စီထားတဲ့ဓာတ်တစ်လောက်ကိုတွေ့လိုက်ရပါတယ်အောင်မောင်ရေဒီမှာလာကြည့်ပါဦးဟာဘိုးဖေနာသူအောင်မောင်ရောက်သွားတော့ကဟာဓာတ်တစ်လက်ပါလားတကြောင်လုံးလည်းကြောက်တွေနဲ့စီထားတာပါလားဟာဟုတ်တယ်အောင်မောင်ရေအတော်တမိုးကြီးပုံရလိုက်မယ်ဘိုးဖေငါတို့ဒီရတနာတွေကိုဒီအပင်အောက်မှာပဲမြုပ်ထားခဲ့ကြမယ်ခက်ကောင်းမှပြန်လာတူးကြတာပေါ့အေးပါငါနားလဲပါတယ်နှစ်ယောက်သားသဘောတူ၍တက်တာတွေကိုအပင်အောက်တွင်တည်သက်စွာမြုပ်နှံလိုက်ကြပါတယ်ထို့နောက်ရတနာတွေရဲ့တည်ရှိရာနေရာကိုတော့မြေပုံပြင်းအကျန်းဆွဲကတယောက်တစ်ချမ်းစီယူတာလိုက်ကြပါတယ်ဘိုးပင်နဲ့အောင်မောင်တို့တွေကတကောင်ကျွတ်တွေဖြစ်၍ဆွေမျိုးမရှိကြသည့်ဘုံရောက်သားများလည်းဖြစ်ပေတယ်အခုချိန်ရွာကိုပြန်ရင်လည်းနေကျဲမျက်နှာဖြူများလာရောက်ဖမ်းဆီးမှာကိုခံနိုင်ရနိုင်ကြီးရှိပေတယ်ဒါကြောင့်လဲနှစ်ဦးသာခြေဦးတဲ့ရာကိုရှောက်လာခဲ့ကြပါတော့တယ်အဖေကြောင့်ကတော့ဒါပဲသားဒါဆိုအဖေတငယ်ချင်းကဘယ်ရောက်သွားလဲအမေနဲ့ကြတော့ဘလို့တွေးခဲ့ကြရလဲအဖေတို့တငယ်ချင်းနှစ်ယောက်ရတနာတွေမြုပ်ပြီးခြေဦးတဲ့ရာရှောက်လာရင်ဒီရွာကိုရောက်လာခဲ့တာပဲအလောက်ကန်ရလဲပေါ်ရဟန်းလဲကင်းတာနဲ့မင်းဖို့အိမ်မှာအလုံးဝင်လုံရင်မင်းမေနဲ့အကြောင်းပါခဲ့တာပဲမင်းဖို့ကအလုပ်ကြိုးစားတဲ့အဖေကိုသူ့သမီးနဲ့ကိုယ်တိုင်ထိမ်းမြပေးခဲ့တာကွာဖိုးပေကတော့အဖေတို့မင်္ဂလာဆောင်ပြီးနောက်ရက်မှာပဲအိမ်ကနေပျောက်ချင်းမလားပျောက်သွားတယ်လေသူနဲ့တူမြေပုံတစ်ချမ်းလဲပါသွားခဲ့တာပေါ့ဒီလိုနဲ့နှစ်လောက်နေတော့သူပြန်ရောက်လာတဲ့လူကတော့အကောင်းတိုင်းမှာပဲအဖေကိုမြုပ်ထားတဲ့ရတနာတွေသွားရှာဖို့လာခေါ်လာတဲ့လေဒါပေမဲ့အဖေကလည်းအဲ့ရတနာတွေမလိုချင်တော့တာကြောင့်မင်းလိုချင်ရင်သွားရှာဆိုပြီးအဖေမြေပုံတစ်ချမ်းကိုဖိုးပေကိုပေးလိုက်တယ်အဲ့လိုပေးလိုက်တော့လေဖိုးပေတယောက်မြေပုံကိုယူပြီးသူတယောက်တည်းရှာမယ်ဆိုပြီးထွက်သွားတာနှစ်တွေလတွေကြာသွားတယ်အဲ့နောက်သူလည်းပြန်မလာတယ်လို့သူ့စီယာနေလဲအဆက်တွေမရခဲ့တာယနေ့ထိပဲဒီနေ့မနေ့တော့သူတယောက်ကအဖေကိုစားတစ်စောင်လာပေးသွားတယ်စားထဲမှာရေးထားတာကတို့အောင်မောင်းငါရတနာကိစ္စတွေအရေးကြီးပြောခြင်းနဲ့အကြောင်းစုံကိုလည်းမင်းရောက်လာမှရှင်းပြမယ်
ငါစီအမြန်လာခဲ့ပါဖိုးပေအဖေကလည်းကျမကြီးမကောင်းတာတားသိပဲလေဒါကြောင့်ဖိုးဖေစီကိုအဖေစာတားပဲသွားပေးပါဒီလောက်နင့်တွေကြပြီမှစာပြန်ရေးရဆိုတော့ဥပုပ်ပေဖြစ်နိုင်ပါမလားဖြစ်နိုင်တယ်သားသူ့လက်ရည်ကိုအဖေမတ်မိတယ်ဒီကိစ္စကိုလည်းအဖေတို့နှစ်ယောက်ကလွဲပြီးဘယ်သူမှသိကြတာမဟုတ်ဘူးသားစိတ်ချပါဖေအဖေဖြစ်စေခြင်းနဲ့ဆန္ဒကိုဒါဖြည့်ဆည်းပေးပါမယ်ဝမ်းသာလိုက်တာသားရဲ့ဥအောင်မောင်တယောက်ဒါဖြစ်သူပါမှန်ရေးစကားကြောင့်ဝမ်းသာသွား၍မျက်နှာမှာလည်းအပြုံပန်းတွေဝေစာသွားပါတော့တယ်နောက်တစ်နေ့မနက်ကိုရောက်တဲ့ချိန်မှာတော့ပါမှန်တယောက်ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီး၍ခရီးထွက်ရန်အစဉ်သင့်ဖြစ်နေပါတော့တယ်ဥအောင်မောင်တရာတော့ဒါဖြစ်သူနဲ့ခွဲရမည့်အဆိုကြောင့်အနေငယ်မျက်ရည်ဝဲနေမိပါတယ်ပါမှန်ကတော့ခရီးမထွက်ခင်ဖះရှိခိုးအမျှဝေ၍အဖေဖြစ်သူကိုလည်းဦးချကတော့ခဲ့ပါတယ်။တာမရှိရဲ့နောက်ပိုင်းကျမရေကိုကြည့်ဆိုင်ပါဖေ။ဒါတတိယနေပါမယ်။စိတ်ချပါသားအဖေအတွက်စိတ်မပူပါနဲ့။ဒါပဲလမ်းမှာခရီးဆိုင်ပါအဖေလည်းဒါပြန်လာမယ်နေကိုပြောနေပါမယ်။ဦးအောင်မောင်မှထို့သူပြောဆို၍သူ့လက်ပင်တွင်ဆွဲထားသောဇော်ကြီးဈေးရုံလေးနှင့်အတူဖိုးပေစီသွားဖို့အတွက်လိပ်စာကိုပါတာဖြစ်သူထံပေးလိုက်ပါတော့တယ်လမ်းမှာအန်ရကင်းအောင်ဒီဈေးရုံလေးကိုဆွဲထားပါသားဒီပစ္စည်းကအဖေနဲ့ဖိုးပေဘုံကြီးကျောင်းသားလှုပ်တုံးကရွာဦးကျောင်းဆရာတော်ပေးထားတာတေချာဆောင်ထားပါသားစိတ်ချပါဖေဒါသွားတော့မင်းနော်အေးဒါဘာမှန်တယောက်ဖေးပေးသူကိုနှုတ်ဆက်၍အိမ်ကနေထွက်လာခဲ့ပါတော့တယ်ဒီလိုနဲ့ဘာမှန်တယောက်ဖခင်ဖြစ်သူဦးအောင်မောင်ပေးလိုက်တော့လိပ်စာအတိုင်းထွက်လာခဲ့ရလမ်းတစ်ဝက်ကိုရောက်လာခဲ့ပြီးဖြစ်ပေတယ်ခရီးမှာအလွန်ဝေးလွန်းသောကြောင့်ခရီးတစ်ဝက်နဲ့တင်လမ်းမှာနှညအိတ်ခဲ့ရပေတယ်ခရီးကအနှဲငယ်ကြမ်းပေမဲ့လမ်းမှာတော့ခရီးသွားတယောက်တလေတော့တွေ့ရပါတယ်ထို့သောဖြင့်ဘာမှန်တယောက်ခရီးဆက်လာရင်တနေရာကိုရောက်တော့ဘာမှန်ရဲ့နားထဲမှာအတန်တစ်ခုကိုကြားလိုက်ရ၍ခြေလမ်းတွေကိုရက်တန်းလိုက်ပါတယ်အတန်ဒီကယောက်ျားတစ်ယောက်ရဲ့အော်တန်ဖြစ်ပြီးဘာမှန်ရက်နေသည့်ညာဘက်ချမ်းကထွက်ပေါ်လာတာကိုသိလိုက်ရပါတယ်ဒီချိန်မှာပဲအတန်လာရာဘက်ကိုကြည့်လိုက်တဲ့အခါမှာတော့ဘာမှန်မြင်လိုက်ရသည်ကကုံတဲ့လဲတစ်စီးကိုလူတစုဓမြတိုက်နေသည့်မြင်ကွင်းပင်ဖြစ်ပေတယ်ဟေးလူတွေခမားတို့မသေးခြင်းရင်ပါလာတဲ့ပစ္စည်းတွေကျုပ်တို့ကိုပေးမဟုတ်လို့ကတော့ဒီတနတ်ထဲကကြီးစံတွေကခမားတို့ခေါင်းထဲကိုအတောက်လိုက်ဝင်သွားလိမ့်မယ်ဓမြအားလုံးမှာစုစုပေါင်း6ယောက်ရှိပြီးအကုန်လုံးရဲ့လက်ထဲမှာလည်းတနတ်ကိုယ်စီကိုကင်ထားကြပါတယ်ကုန်းတယ်တွေကတော့မသေးခြင်းသည့်အတွက်သူတို့ရဲ့ငွေတွေနဲ့ရွှေငွေအချို့ကိုထုတ်ပေးနေပါတယ်ထိုမြင်ကွင်းကိုတော့ပါမန်တယောက်မနေတာတော့ပဲဝင်ပါရပါတော့တယ်ဓမြတွေတန်းသို့လင်းမြန်သောရှင်ဖြင့်ပြေးဝင်သွားပြီးစတင်တိုက်ခိုက်ပါတော့တယ်တပြားတွေလည်းရုတ်တရက်ဖြစ်ပြကြောင်းကြောင်အန်းဖြစ်သွားပြီးပြန်လဲတတိဝင်လာတဲ့အခါမှာတော့ဓမြ3ယောက်ကဘာမှန်ရဲ့လက်ချက်ဖြင့်မြေပြင်ပေါ်တွင်မှောင်နေပြီးဖြစ်ပါတယ်ထိုအခါဓမြခေါင်းဆောင်ဖြစ်သူမှငါတို့ကိစ္စဝင်ရှုပ်တဲ့ကောင်အသေးသာပြစ်တော့ကွာထို့သူကျုံးဝကအမေပေးလိုက်ပါတော့တယ်အမေရသည်နဲ့ဓမြတွေလည်းတနက်ဖြင့်ဘာမှန်ကိုစတင်ပစ်ခတ်ပါတော့တယ်ဟာဓမြတွေပါဇက်ကနေအမေဒိတ်တံများထွက်ပေါ်လာခဲ့ပါတယ်အကြောင်းဒီကသူတို့ပြစ်လိုက်သည့်တနက်များမှာကြည်မထွက်ခြင်းကြောင့်ဖြစ်ပေတယ်ဒီချိန်ကိုခွင်ကောင်းယူပြီးဘာမှန်တယောက်ဓမြတွေစီပြေးဝင်သွားကတိုက်ခိုက်ပါတော့တယ်အများနဲ့တယောက်ဆိုပေမဲ့ဘာမှန်ရဲ့တိုက်ရခိုက်ရကောင်းမှုကြောင့်ဓမြတွေအကုန်မြေပြင်ပေါ်တွင်မောက်သွားကြပါတယ်ပြီးရဲ့အခါမှာတော့ဓမြတွေစီကနေပစ္စည်းတွေပြန်ယူပြီးကုန်သည်တွေထံပြန်ပေးလိုက်ပါတယ်ဓမြတွေလည်းမနိုင်တော့မှန်းသိတာကြောင့်ထွက်ပြေးသွားကြပါတော့တယ်ဦးလေးတို့ကိုအခုလိုကူညီလို့ငါတို့ကိုကျေးဇူးတင်ပါတယ်ကွယ်ငါတို့တာအချိန်မီရောက်မလာခဲ့ရင်ဒီကောင်တွေကအသက်ကိုပါရန်ရှာမှာဒါကြောင့်ကျေးဇူးဆက်တဲ့အနေနဲ့ဦးလေးတို့ကျေးဇူးလေးတော့ဆက်ပြရစီကွယ်ထို့သူပြောဆိုပြီးကုန်တယ်လူကြီးတွေကငွေသားတချို့ကိုထုတ်ခါဦးလေးတို့ပေးတဲ့ဒီ
ဒီငွေလေးကိုလက်ခံပေးပါကွယ်မယူပြစေနဲ့ဦးလေးကျွန်တော်ကအကျိုးလိုညောင်ရင်လောင်းတာမဟုတ်ပါဘူးဦးလေးတို့သိပါတယ်ဒါပေမဲ့ဒီငွေလေးကိုတော့လက်ခံပေးပါကွယ်ဘာမှန်လဲအတင်ပေးနေရကြောင်းယူလိုက်ရပေတယ်ဒါနဲ့ငါတူကဘယ်ကိုခီးဆက်မှလဲကွယ်မိုးညိုရွာကိုသွားမှာပါအော်မိုးညိုရွာဆိုတော့ဦးလေးတို့နဲ့လမ်းသိနေလိုက်ခဲ့ပါလားလမ်းမှာစကားပြောဖို့လဲရတာပေါ့ဘာမှန်လဲလမ်းမလျှောက်ချင်တာကြောင့်ကုန်တယ်တွေရဲ့စကားကိုနားထောင်ပြီးလဲပေါ်တက်လိုက်လာခဲ့ပေတယ်တလန်းလုံးစကားဆက်ပြီးပြောဆိုလာရင်တယောက်ကြောင့်တယောက်မိတ်ဆက်တဲ့အခါမှာတော့ကုန်တယ်ပွဲစားတွေဖြစ်ပြီးနေရာဆုံးကိုရောက်ဖူးတာကြောင့်သူတို့ပြောတဲ့စကားတွေထဲမှာတချို့သောကြောင်ရသည်ကဘာမှန်အတွက်ဘူတုတာအဖြစ်တည်ခွင့်ရခဲ့ပါတယ်ဘာမှန်ဒီကုန်တယ်တွေနဲ့စကားပြောရင်လိုက်လာခဲ့ရာနောက်ဆုံးမှာတော့မိုးညိုရွာကိုရောက်လာခဲ့ပြီးဖြစ်ပေတယ်ရွာထိပ်ကိုရောက်တာနဲ့ကုန်တယ်ကြီးတွေကိုနှုတ်ဆက်ပြီးရွာထဲသို့ဝင်လာခဲ့ပါတယ်ရွာထိပ်မှာတော့မိုးညိုရွာဆိုတဲ့ဟောင်းနှမ်းနေတဲ့ဆိုင်းပုတ်လေးကဘာမှန်ကိုစီးကြိုလို့နေပါတယ်ရွာလေးကတော့အတော်ပြင်းစီပေတယ်မိုးညိုရွာထဲကိုစောင်းဝင်လာတာနဲ့ရွာသူရွာသားတွေကမိုးညိုကိုဝိုင်းကြည့်နေကြပါတယ်တကြိမ်ဖြစ်သည့်အတွက်ဝိုင်းကြည့်တာအထူးဆန်းမဟုတ်တာကြောင့်ဘာမှန်လဲကိုလန်းကိုဆက်လျှောက်လာခဲ့ပါတယ်ဒီလိုနဲ့လမ်းမှာရွာသားတယောက်ကိုတွေ့တော့အခုဥဖို့ပေအိမ်ကိုတိလာဗျဒီကနောင်ကြီးကအဲ့အိမ်ကိုသွားဖို့လားဟုတ်တယ်ဗျအကိုသိရင်ညုံမေးပါအောင်တိတ်မဝေးဘူးကျုပ်လိုက်ပို့ပေးမယ်အနောက်ကလိုက်ခဲ့ဟုတ်ကဲ့ဘာမှန်လဲရွာသားခေါ်ရနောက်ကိုလိုက်လာခဲ့ပါတယ်ရွာလယ်နောက်ကိုရောက်တဲ့ခါမှာတော့ရေနံဝနေအောင်တုတ်ထားသည့်အင်ကြီးတစ်လုံးကိုတွေ့လိုက်ရပေတယ်ရွာသားကခြံဝါကိုသွားကအော်ခေါ်လိုက်ပေတယ်ဥပုပ်ပေပြို့ဥပုပ်ပေအဲ့လိုအော်ခေါ်လိုက်တဲ့ခါမှာတော့အသက်30ရွယ်လူတယောက်ပြေးထွက်လာပြီးဘာကိစ္စရှိလို့လဲတခြားနေရာဧည့်သည်ပါတယ်မင်းဆရာကြီးနဲ့တွေ့ကျင်လို့တဲ့ထို့သောပြောဆိုလိုက်ရမှာတော့ခြံစောက်လို့ထင်ရတဲ့သူကဘာမှန်ကိုခေါင်းစားခြေစုံကြည့်၍အော်ဟုတ်ကဲ့ဝင်လာခဲ့ပါဆိုပြီးတကားဖွင့်ပေးလိုက်ပါတယ်လိုက်ပိုးတဲ့ရွာသားကတော့ဘာမှန်ကိုနှုတ်ဆက်၍ပြန်လှည့်သွားပါတော့တယ်ဘာမှန်အိမ်ထဲသို့ရောက်လာတဲ့အခါမှာတော့ဖျားခန်းတွင်ဖျားရှိခိုးနေတဲ့လူကြီးတယောက်ကိုတွေ့လိုက်ရပေတယ်ထိုလူကြီးကဥဖိုးပေဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပါတယ်ငါကြီးအတန်မထွက်နဲ့တိုးတိုးနေနော်ဟုတ်ကဲ့ခဏကြာတဲ့အခါမှာတော့ဥဖိုးပေတယောက်ဖျားရှိခိုးပြီးလို့အနောက်ဘက်ကိုလှည့်ကြည့်တဲ့အခါမှာဆန်ရှာဒီကောင်လေးကဘသူလဲဆရာကြီးနဲ့တွေ့ကျင်နေဆိုလို့ခေါ်လာတာအော်အေးဟုတ်ပြီမင်းသွားတော့ဆန်ရှာဆိုတဲ့လူထွက်သွားတဲ့အခါမှာတော့ဥဖိုးပေကဘာမှန်ကိုခေါင်းစာခြေစုံကြည့်၍ကောင်လေးမင်းကိုကြည့်ရတာငါရင်းနေနေတယ်လို့ပဲမင်းဘသူလဲငါစီလာတာကောဘာကိစ္စလဲကျွန်တော်ကဦးအောင်မောင်သားပါဦးလေးစာရေးပြီးခေါ်လိုက်ပေမဲ့အဖေကမလာနိုင်လို့ကျွန်တော်ကိုလွတ်လိုက်တာပါအော်အောင်မောင်သားလားဒါကြောင့်ရင်းနေနေတယ်လို့ခံစားနေရတာကိုဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လဲကွာဘာမှန်မဦးလေးရနနာကိစ္စကြောင့်ပြောမယ်ဆိုလို့အဖေစာရောက်လာခဲ့တာပါအေးဒီကိစ္စကိုညကြမှာဦးလေးအေးဆေးပြောပြမယ်အခုတော့မင်းလည်းခီးပန်းလာပြီဆိုတော့အနားယူလိုက်အောင်ဟုတ်ကဲ့ဦးလေးဆန်ရှားရေဆန်ရှားဥပိုးပေခေါ်လိုက်တဲ့အခါမှာတော့အိမ်ရောက်ကနေကိုဆန်ရှားတယောက်ပြေးတက်လာပါတယ်ကျွန်တော်ရောက်ပါပြီဆရာအေးဘာမှန်ကိုနေဖို့အခန်းစီစဉ်ပေးလိုက်စားဖို့တောက်ဖို့လည်းမင်းမဲစီစဉ်ပေးလိုက်ဟုတ်ကဲ့ဆရာဘာမှန်အခုနောက်လိုက်ခဲ့ဘာမှန်လဲကိုဆန်ရှားစီစဉ်ပေးတဲ့အခန်းတွင်နာ၍အချိန်ကုန်လွန်စေခဲ့ပါတယ်ညဘက်ရောက်တဲ့အခါမှာတော့ဥပိုးပင်နဲ့အတူညစာစားပြီးနှစ်ယောက်သားစကားစမြည်ပြောနေကြပါတယ်ဦးလေးခေါ်လိုက်ရတဲ့အကြောင်းကမော်ဆန်တဲ့ရွာကဦးလေးတို့ရတနာတွေကိုပြန်ယူဖို့ပဲဗျာမော်ဆန်တဲ့ရွာဟုတ်လားဟုတ်တယ်ငါတူဦးလေးတို့ရတနာတွေကအဲ့ဒီရွာမှာပဲအဖေပြောပြဘူးတာတော့အပင်တပင်ကြီးရဲ့အောက်မှာလို့ပြောဘူးတယ်အေးအဲ့ဒီအဖြစ်ပြက်တွေကိုပြောရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်20လောက်ကိုပြန်သွားလိမ့်မယ်ကွာအလုံးနည်းနည်းလာသည့်ဒေါနက်ထဲတွင်ဥပိုးပေတယောက်လက်ထဲကမြေပုံနှစ်ချမ်းကိုကြည်ကြည်ပေါအောင်စုပ်ကိုင်းလျက်
ဝင်လာခဲ့ပါတယ်နောက်ကျောမှာတော့အိတ်တလုံးကိုလွှဲထားပြီးရိတ်ခါတချို့လဲတဲလာခဲ့ပြီးတယ်ဒီလိုနဲ့ရှောက်လာတာမတန်ကြာလာတဲ့အခါမှာတော့လူကြီးလေးဘက်စာလောက်ရှိတဲ့အပင်နှန်းကိုရောက်လာချိန်မှာတော့ခြေလမ်းတွေကိုရက်တန်းလိုက်ပါတယ်ပြီးတဲ့အခါမှာဘေးဘီယာကိုတစ်ချက်ဝဲကြည့်၍ကြောတွင်လွှဲထားသောအိတ်ကိုအောက်ချလိုက်ခါကြောပွေအိတ်ထဲကနေတတောင်ခန့်ရှိလေရတဲ့ကော်ပြသေးလေးတစ်ခုကိုထုတ်ယူလိုက်ပါတယ်ပြီးတဲ့အခါမှာတော့တပင်ကြီးနားကိုသွား၍နောက်ပြန်ခြေလမ်းသုံးလမ်းလှမ်းလိုက်ပြီးအဲ့ဒီနေရာကနေစတင်တူးပါတော့တယ်အတော်ကြာအောင်တူးပြီးတဲ့အခါမှာတော့မြေကျွင်းရလဲနှက်လာပြီးဖြစ်ပေတယ်သို့တော်လဲယတနာတစ်တာတွေရဲ့အစာနာကိုပင်မတွေ့ရပေနှစ်တွေပြောင်းလဲတော့တာကြောင့်မြေကျော်ပြောင်းလဲမှုတွေဖြစ်ပြီးယတနာတွေများအခြားနေရာကိုရောက်သွားသလားဟု၍စဉ်းစားကစိတ်ညစ်၍မြေပြင်ပေါ်သို့ထိုင်ချလိုက်ပါတယ်ထိုချိန်မှာပဲတစ်ပင်ကြီးရဲ့အပေါ်ကနေတရွက်တရွက်ကမြေကျွင်းထဲသို့ပြုတ်ကျသွားပေတယ်ဖိုးပေလည်းမြေကျွင်းထဲကျသွားသည်တရွက်ကိုအမတ်မထင်ကြည့်လိုက်မိရာကနေဟာဖိုးပေဝမ်းသာသွားပေတယ်မြေကျွင်းထဲကျလာသည့်တရွက်ကိုအမတ်မထင်ကြည့်မိရာကနေတရွက်၏ဘေးဘက်တွင်မြေကြီးထဲကထွက်နေသည့်တစ်တာဆွန်းစားကိုတွေ့လိုက်ခြင်းကြောင့်ဖြစ်ပါတယ်ဖိုးပေလည်းထိုနေရာကိုပြေးသွားပြီးအနှဲငယ်တူကြည့်လိုက်ရာသူတို့မြုပ်ထားခဲ့သည့်တစ်တာအထက်လိုက်ကိုတွေ့လိုက်ရပါတော့တယ်ချက်ချင်းဆိုသလိုတစ်တာတွေကိုမြေကျွင်းထဲကနေထုတ်၍ရိုက်ဖွင့်ပြီးကြည့်လိုက်တဲ့အခါမှာတော့ရွှေငွေတွေကမူလာတိုင်းရှိနေပြီးအဲ့ဒီထဲတွင်ကြောက်စီဓာတ်တစ်ချောင်းကိုလည်းတွေ့လိုက်ရပေတယ်ဖိုးပေလည်းသူလူချင်းနာရလို့ပျော်နေတဲ့ချိန်သူ့ရဲ့ခေါင်းကိုအနောက်ကနေတစုံတစ်ယောက်ကမာကျောသည့်အရာဖြင့်ရိုက်လိုက်ရာဖိုးပေလည်းအားဆိုသည့်တန်ဖြင့်တဖြည်းဖြည်းမြင်ကွင်းနေဝေဝါးကတတိလစ်သွားပါတော့တယ်ဖိုးပေတတိရလာတဲ့အခါမှာတော့ကောင်းကကိုင်းနေစေပင်ဖြစ်ပေတယ်ဘေးဘီယာကိုတစ်ချက်ကြည့်လိုက်ချင်းအမောင်တီကျနေသည့်အခန်းတစ်ခန်းကိုရောက်ရှိနေမှန်းတီးလိုက်ရပါတယ်ဘယ်သူရှိလဲဖိုးပေအတန်ပေးလိုက်တော့အခန်းကမီးလင်းလာပြီးသူ့ရဲ့ဘေးမှာရှိနေတဲ့ကလန်ထိုင်ပေါ်မှာတော့လူတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရပေတယ်သူ့ရဲ့မျက်နှာကိုလည်းအမဲရောင်မျက်နှာဖုံးဖြင့်ဆွတ်ထားပြီးတယ်ခမည်းကျုပ်ကိုဘယ်ခေါ်လာရလဲပြီးတော့ကျုပ်ရွှေတွေရောထို့သောမေးလိုက်ရာကလေထိုင်ပေါ်တွင်ထိုင်နေသောလူဟာအခန်းရဲ့တောက်တနေရာကိုလက်ညှိုးထိုး၍ပြလိုက်ပါတယ်ဖိုးပေလည်းထိုနေရာကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ရတနာတစ်တာတွေအထက်လိုက်ကိုတွေ့လိုက်ရပါတော့တယ်ဖိုးပေလည်းဝမ်းသာသွားပြီးအခန်းတောက်ကိုပြေးသွား၍တစ်တာတွေကိုဖွင့်ကြည့်လိုက်ပါတယ်သို့တော်လည်းတောက်ကလောက်တွေကအလွန်ခိုင်မာနေတာကြောင့်ဖွင့်မရဖြစ်နေပါတယ်အဲ့ဒီချိန်အခန်းထဲကိုလူ၃ယောက်ဝင်လာပြီး၂ယောက်ကမျက်နှာကိုအုပ်ထားပေးတယ်ကျန်တော့တစ်ယောက်ကတော့အုပ်မထားပေးအခန်းထဲဝင်လာသည့်လူ၃ယောက်ကိုဖိုးပေဒေါတာထွက်စွာမေးလိုက်ပါတော့တယ်ခမရတို့ကဘသူတွေလဲကျုပ်ကိုဘယ်ခေါ်လာတာလဲကျုပ်ယတနာတွေကိုဘာလို့တောက်ကတ်ထားကြတာလဲဒိုခါအလဲကခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူကကောင်းလေးမင်းယတနာတွေကိုငါတို့ကယူလိုက်ပြီးမင်းဒီကနေအသက်ရှင်နေရတဲ့သွားကျင်နေဆိုရင်တော့ယတနာတွေကိုထားခဲ့ရမယ်ဘာဗျကျုပ်ယတနာတွေကိုကျုပ်ယူမှာပေါ့ခမရတို့စီမှာဘာလို့ထားခဲ့ရမှာလဲကောင်းပြီလေမင်းအဲ့ဒီတစ်တာတွေကိုပွင့်အောင်အရင်ဆုံးဖွင့်သွားရင်တော့ယတနာတွေကိုမင်းယူပေါ့ကွာမပွင့်ရင်တော့မင်းလက်ပလာနဲ့အိမ်ပြန်ရလိမ့်မယ်ဒိုခါဖိုးပေလေအနီးနားမှာရှိနေတဲ့တန်ချောင်းကိုယူ၍တစ်တာမှာခထားတဲ့တော့တွေကိုရိုက်ဖွင့်ပါတော့တယ်အချိန်တော်ကြာအောင်ရိုက်ဖွင့်တော့လေတော့ကလောက်ဒီမှာမပွင့်မဲဖြစ်နေပေတယ်ထိုအခါခေါင်းဆောင်လူကြီးမှာအာရပါရရီမောကမင်းရဲ့ကြိုးစားမှုကိုတော့သဘောကျတယ်ဒါကြောင့်တစ်တာတဲ့ရတနာတွေကိုလက်တဆုပ်စာယူစေထို့သူပြောဆိုပြီးလက်တစ်ဖက်ကိုဝေယမ်းလိုက်တဲ့အခါမှာတော့ရတနာတစ်တာတစ်လုံးကသူ့လိုပွင့်သွားတာကိုအံ့ဩစွာတွေ့လိုက်ရပါတယ်ဘိုးပေလည်းမရမဲ့တူတူတော့တတ်နိုင်တဲ့လောက်ယူမယ်ဆိုပြီးကြောက်စီဓာတ်ကိုယူလိုက်ပြီးတယ်ကောင်းလေးအဲ့ဓာတ်လွဲပြီးတခြားရတနာကြိုက်တာယူကွာခေါင်းဆောင်လူကြီးရဲ့စကားကြောင့်ဘိုးပေစိတ်ပြပြနဲ့တခြားရတနာတွေကိုလက်တဆုပ်စာယူလိုက်ပါတော့တယ်ကျုပ်ယူပြီးပြီအိမ်ပြန်ပို့တော့ဘိုးပေမှာထို့သို့ပြောဆိုလိုက်ရာကလေးထိုင်ပေါ်တွင်ထိုင်နေသောလူမှ
ကောင်းလေးငါနောက်ကလိုက်ခဲ့ပြောဆိုပြီးအရှိကနေထွက်သွားပါတော့တယ်အိမ်မြင့်ကိုရောက်တဲ့အခါမှာတော့ဖိုးပေပဝင်းချင်းကိုလက်ပဲ၍ကြည့်လိုက်ပါတယ်ရောက်နေသောနေရာဒီကအလွန်ကြီးတဲ့ရွာကြီးတွေဟာဖြစ်နေပြီးအတော်လေးလဲရှေ့ဆန်ပြီးတယ်တလောင်းနဲ့တဲ့တောထဲမှာရွာကြီးရှိနေတာကစဉ်းစားစရာဖြစ်လို့နေပါတယ်ဖိုးပေလည်းလမ်းလေးတိုင်းလျှောက်လာခဲ့ရရွာထိပ်လို့ထင်ရတဲ့နေရာကိုရောက်တဲ့ချိန်မှာတော့ရှေ့ကခေါ်သွားတဲ့လူတွေကဖိုးပေမျက်နှာကိုအဝိဖြင့်စီးလိုက်ပါတော့တယ်ပြီးတဲ့အခါမှာတော့နှာခေါင်းထဲတွင်အလွန်ပြင်းတဲ့အနံ့တစ်ခုဝင်ရောက်လာပြီးဖိုးပေဘာမှကိုတတိမရတော့ပေဒီလိုနဲ့ဦးလေးလဲတော်ရဲကနေအပြင်ကိုအလိုလိုရောက်လာတာပဲတော်ရဲကနေပြန်ထွက်လာပြီးမဲ့ဘယ်တော့လို့ဘယ်လာမှမသိတာကြောင့်လက်ထဲမှာပါလာတဲ့ရတနာတချို့ကိုရောင်းချပြီးအခုလိုနေတိုင်းနေတာပဲကွယ်ပါလာတဲ့ရတနာတွေအကုန်ရောင်းလိုက်တာလားမဟုတ်ဘူးငါတူတချို့တဝက်ကိုပဲရောင်းလိုက်တာရတနာတချို့ဦးလေးမှကြံသေးတယ်ငါတူကြည့်ရင်ဦးလေးပြမယ်လေဦးဖိုးပေမှာထို့သူပြောဆိုပြီးအိမ်ခန်းတောင်နာကတစ်တာတစ်လုံးကိုဖွင့်၍အထဲတွင်အနေရောင်ဝိဖြင့်ပတ်ထားသောဘူးလေးတစ်ဘူးကိုထုတ်လိုက်ပါတယ်ပြီးရနောက်မှာတော့ဘူးလေးဟာဗမှန်ကိုကမ်းပေးလိုက်ပြီးဗမှန်ဘူးလေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဟာဘူးလေးဟာရတနာတွေဒီကလက်ရပြောင်ပြောင်လုံးတာကြောင့်ဗမှန်တယောက်အံ့ဩစွာဖြင့်အမေဒိတ်တန်ထွက်ပေါ်လာခြင်းလည်းဖြစ်ပေတယ်သူတသက်မှာအခုလိုလက်ရမြောက်လာတဲ့လက်ဝတ်ရတနာတွေကိုမတွေ့ဘူးကြီးအတော်လက်ရမြောက်တာပဲအဲဒါကြောင့်တောထဲကလူတွေယူကြတာနေမယ်ဦးလေးကတော့ဘာကြောင့်မှမသိပေမဲ့ရတနာတွေကိုအခုဒီနှမျောနေမိတယ်ဒါကြောင့်လဲငါတို့ရဲ့ဖေကိုရတနာတွေတွားယူဖို့စာရေးလိုက်ရတာဟုတ်ကဲ့ဒါဆိုကျွန်တော်ဘာလုပ်ရမလဲဦးလေးနောက်နေ့ရတနာတွေတွားရှာဖို့အတွက်ငါတို့ကိုဦးလေးအစီရင်တွေဒီညလှုပ်ပေးလိုက်မယ်ဦးဖိုးပေမှာထို့သူပြောပြီးဗမှန်ကြီးလေပင်ဟာစောကြီးဆေးရုပ်လေးကိုအကြည့်ရောက်သွားပါတယ်ငါတူအဖေဟာသူ့သားကိုအတော်ချစ်ရှာတာပဲလေပင်မှာလည်းအစွမ်းထက်အဆောင်နေပါလားထိုအခါဗမှန်မှာသူ့လေပင်ဟာစောကြီးရုပ်လေးကိုကိုင်း၍ဦးလေးဟာဒီရုပ်လေးကိုသိနေတာလားသိတာပေါ့ဦးလေးစီမှာလည်းအဲ့လိုရုပ်လေးတစ်ခုရှိတယ်ဦးဖိုးပေမှာထို့သူပြောဆိုပြီးဖျားစင်မော်တွင်တင်ထားသောစောကြီးဆေးရုပ်လေးကိုယူ၍ဗမှန်ကိုပေးလိုက်ပါတော့တယ်ဒီရုပ်ကိုဦးလေးလည်းအဖေနဲ့တူရခဲ့တာပဲလားဟုတ်တယ်ကွဒီဆောင်တွေကဒုဒ္ဒလက်နဲ့ပြင်တန်တယ်လဲပြီးတယ်ဒါကြောင့်အင်္ဂလိပ်တွေစီကထွက်ပြေးတော့ကဦးလေးတို့ကိုကြည်မမှန်ခဲ့တာပေါ့ကွထိုအခါဗမှန်ဓမြတွေနဲ့တိုက်ခိုက်တော့ကအဖြစ်ကိုပြန်လဲတတိရလိုက်ပါတယ်ဒီညကလာပြညဆိုတော့ငါတူကိုဦးလေးမော်ဝင်မျက်လုံးအစီရင်လှုပ်ပေးမယ်ဗျာမော်ဝင်မျက်လုံးစီရင်ဟုတ်လားဟုတ်တယ်ငါတူသွားမယ်တောထဲမှာတာမန်မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေရှိနေတယ်ဒါကြောင့်ခရီးထွက်ရင်အကာအကွယ်ဖြစ်အောင်ဦးလေးကလှုပ်ပေးလိုက်မလို့ဟုတ်ကဲ့ဦးလေးည7:00နာရီတို့ရောက်တဲ့ချိန်မှာတော့ဦးဖိုးပေတယောက်လိုအပ်တဲ့ပစ္စည်းတွေကိုယူ၍ဘာမှန်ကိုခေါ်ကတင်းញိုင်ဘက်သို့ထွက်လာခဲ့ပေတယ်တင်းញိုင်တဲ့သို့ရောက်တော့ကပါလာတဲ့ပစ္စည်းတွေတဲကအမဲသားနဲ့လှုပ်ထားသည့်သမင်းတုပ်တစ်ထုပ်ကိုအုပ်ကူကြီးပေါ်တစ်ခုသို့တင်လိုက်ပါတယ်ဦးလေးအဲ့ဒါဘာလို့ဖို့လဲအစီရင်ကဒီတင်းញိုင်မှာလုံပါလေဒါကြောင့်တင်းញိုင်တွေကိုအပိုင်စားရတဲ့မဖဲဝါကိုဖိတ်ပြီးတော့အစာကျွေးရတာကွဟုတ်ကဲ့ဦးလေးဦးဖိုးပင်မှာအုပ်ကူပေါ်ကသမင်းတုပ်ကိုဖွင့်၍အရှိနေထွက်အနောက်နေဝင်တောင်တန်း၅ခုမြောက်ဒူဝင်အတွင်းရောက်ရရက်ရှိရာဒေသမှတင်းញိုင်းရှင်မဖဲဝါကြီးခမညာကျွန်တော်ဖိုးပေသည်ဤတင်းញိုင်းတွင်အစီရင်လုံးမီဖြစ်သောကြောင့်အရှင်မကိုတတိတရားဖြင့်သမင်းဖိတ်ကျွေးအပ်ပါသည်ကြွတော်မူပါဥဖိုးပေမှာထို့သို့ဖိတ်ခေါ်ပြီးခဏကြာတဲ့အခါမှာတော့လေစိမ်းတွေတိုက်လာကကြက်သီးထားစရာခွေးဥတန်တချို့လဲထွက်ပေါ်လာပြီးတဲ့မကြခင်ချိန်မှာတော့အုတ်ကူတွေပေါ်ကနေလွာခနဲ့ပြေးလွှားနေတဲ့မိန်းမတယောက်ကိုတွေးလိုက်ရပါတယ်
အရက်က6ပေလောက်ရှိပြီးမျက်လုံးကြီးများမှလည်းမြည်ခဲ့သည်များညီရဲလိုနေပါတယ်ထိုမိန်းမကြီးမှာအထုံတန်းကိုရောက်လာတဲ့ချိန်မှာတော့မတ်တဲရက်လိုက်ပြီးအထုပ်ထဲကထမင်းတွေကိုယူစားနေပါတော့တယ်မဖဲဝါရောက်လာပြီဆိုတော့ဒီညကျုပ်တို့စီရင်ကိုဘသူမှမနှောက်ယှက်အောင်ကူညီပေးပါဦးထို့သို့ပြောဆိုလိုက်တဲ့အခါထမင်းစားနေတဲ့မဖဲဝါတီဟာကောင်းတဆက်ဆက်ညိကအားရပါရရီမောလိုက်ပါတော့တယ်ဥဖိုးပေမှလည်းအားရကျဉ်တဲ့မျက်နှာဖြင့်ပြုံးကရှေ့သို့ဆက်သွားနေပါတယ်ခြေကနေဥဆောင်သွားရင်ကျင်းတစ်ခုနာကိုရောက်လာတဲ့ချိန်မှာတော့ခြေလမ်းတွေကိုရက်တန်းလိုက်ပါတယ်ပြီးရက်ကလွယ်ထဲကစိတ်လုံးလေးလုံးကိုထုတ်၍ကျင်းရဲ့တစ်ဖက်တစ်ချက်စီမှာမြုံနှံလိုက်ပါတယ်ဘာမှန်ကိုလည်းထိုကျွင်းထဲသို့ဝင်ခိုင်းပြီးဥဖိုးပေကိုယ်တိုင်မြေဖို့ပေးလိုက်ပါတော့တယ်ဘာမှန်ကိုတော့တကူလုံးမဖို့ပဲခေါင်းတစ်လုံးသာဖော်ထားပြီးတယ်ထိုပေါ်နေတဲ့ခေါင်းပေါ်တော့ဒေဝရက်ကရုပ်တစ်ခုကိုတင်လိုက်ပါတော့တယ်ဥဖိုးပေမှလွယ်ထဲကပါလာတော့ဇော်ကြီးဆေးရုံတစ်ခုကိုလည်းအိတ်တစ်လုံးထဲတွင်ထည့်၍အပေါ်ကနေကြောက်ခဲဖြင့်ဖိကျိလိုက်ရာမကြမီချိန်မှာတော့ဆေးရုပ်တွေကနေအမုတ်တွေဖြင့်ပြောင်းလဲသွားပါတော့တယ်ဥဖိုးပေတယောက်ထိုမုတ်တွေကိုလက်ဖွားပေါ်တင်၍မန္တန်တပုတ်ကိုရွတ်ဆိုလိုက်ရာမကြတော့ချိန်မှာတော့ဘာမှန်ကောင်းပေါ်ကဒေဝအယုတ်လေးဟာလှုပ်လာသလိုလိုဘာမှန်ခန္ဓာကိုယ်တစ်ခုလုံးလဲစတင်လှုပ်လာပါတော့တယ်ထိုအချိန်ပဝင်းကျင်တွင်ရှိနေသောအရင်မဲမဲတွေကအနာပြေးဝင်လာသည်ကိုဘာမှန်တွေးလိုက်ရပေတယ်ဘာမှန်လဲဘာလို့ဘာကန်ရမလဲမသိဖြစ်နေတဲ့ချိန်ဥဖိုးပေစီရနဲ့မကြောက်နဲ့ဆိုတဲ့အတန်ထွက်ပေါ်လာပေတယ်ပြေးဝင်လာတဲ့နာနာဘာဝတွေဒီလဲအနာကိုမကတ်နိုင်ပဲဘာမှန်ရဲ့အနာကိုရောက်တာနဲ့တစုံတစ်ယောက်ကစီးရိုက်လိုက်တယ်လို့အဝေးကိုလွင့်ထွက်သွားပါတော့တယ်ထိုအချိန်မှာပဲဘာမှန်ရဲ့ခန္ဓာကိုယ်ကလည်းကျင်းထဲကနေလေပေါ်ကိုမြောက်တက်သွားပါတော့တယ်ထိုအခါဥဖိုးပေမှအောင်မီဟေးဆိုတဲ့ကျုံးဝတန်တဲ့တူဝမ်းသာအားရပေါ်လိုက်ပါတော့တယ်ဘာမှန်တကူလုံးလဲပေါ်ပါသွားပြီးလူလဲလန်ဆန်းသွားပြီတယ်ဥဖိုးပေကတော့ဘာမှန်နာကိုရောက်လာပြီးခေါင်းပေါ်ကဒေဝရက်ခရုပ်လေးကိုယူလိုက်ခါလက်ထဲကစိတ်မုတ်တွေကိုလည်းစူးစီးပြီးဘာမှန်ကိုမျိုးချစေပါတယ်ပြီးရခါမှာတော့မျက်လုံးနှလုံးကိုလက်ညှိုးထောက်ကဂါထာတပုတ်ကိုရွတ်ဆိုလိုက်ပါတော့တယ်ထိုအချိန်မှာတော့ဘာမှန်ရဲ့မျက်လုံးတွေကျိန်းလာပြီးခေါင်းတွေလည်းနောက်လာပြီးတယ်တောက်ခံထားငါတူအာမလျှော်လိုက်နဲ့ဥဖိုးပေမှာထို့သူပြောဆိုလိုက်ရာဘာမှန်သည်လည်းအာယုံတွေကိုစူးစီးပြီးတောက်ခံထားလိုက်ပါတော့တယ်ခဏကြာတဲ့အခါမှာတော့ဥဖိုးပေဂါထာယူခြင်းပြီးဆုံးသွားသည်နဲ့ဘာမှန်လည်းနေတာထိုင်တာရှိသွားပါတော့တယ်ကဲငါတူမင်းမော်ဝင်မျက်လုံးစီရင်ကိုအောင်မြင်သွားပြီးမင်းဘေးပဝင်းချင်းကိုကြည့်လိုက်စမ်းဘာတွေမြင်ရလဲလို့ဥဖိုးပေမှာထို့သူပြောဆိုလိုက်ရာဘာမှန်သည်လည်းဘေးပဝင်းချင်းကိုကြည့်လိုက်တဲ့အခါမှာတော့ဟာဦးလေးဘေးပဝင်းချင်းမှာနာနာဘာဝတွေအများကြီးပဲဒါဆိုကျွန်တော်မျက်လုံးကဟုတ်တယ်ငါတူမင်းမျက်လုံးကတာမန်မဟုတ်တဲ့အရာတွေကိုဖောင်းထွင်းမြင်နိုင်သွားပြီမင်းမှာအခြားစွမ်းရည်နဲ့လည်းရသွားပြီကွဒါတွေကိုအရေးကြုံလာမှမင်းသိလိမ့်မယ်ဒါဆိုဦးလေးကျွန်တော်ယတနာတွေကိုဘယ်တော့သွားရှာရမလဲမနှက်ဖြန်ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီးခရီးစထွက်ချေဦးလေးမြေပုံဆွဲပေးလိုက်မယ်ဟုတ်ကဲ့နှစ်ယောက်သားစကားစမိပြောကတင်ញန်းကနေပြန်ထွက်လာပါတော့တယ်နောက်တစ်နေ့မနက်ကိုရောက်တဲ့အခါမှာတော့ဥဖိုးပေမှဘာမှန်ကိုလိုအပ်တာတွေစီစဉ်ပေး၍မြေပုံတစ်ခုကိုပါဆွဲပေးလိုက်ပေးတယ်ဘာမှန်ဗျာဦးလေးပြောလေမင်းခရီးသွားတဲ့အခါကျအထောက်အကူဖြစ်အောင်ဦးလေးမြေပုံဆွဲပေးလိုက်မယ်ငါပြောတဲ့ထူးဆန်းတဲ့ရွာကြီးကတစ်ပင်ကြီးနားမှာပဲရှိတာဒါကြောင့်တစ်ပင်ကြီးစီကိုရောက်အောင်သွားဖို့မြေပုံဆွဲပေးလိုက်မယ်အပင်နားကိုရောက်ရင်တော့ထူးဆန်းတာတကူဖြစ်မှာသိရတယ်ကွတတိဝတိရတော့ရှိပါစေပေါ့စိတ်ချပါဘူးလေကျွန်တော်တို့ယတနာတွေကိုလက်ထဲပြန်ရအောင်စွမ်းကုန်ကြိုးစားမှာပါအေးငါတူစီကအခုလိုစကားကြားရတာဝမ်းသာတယ်ကွာကဲခရီးစထွက်ချေတော့ဘာမှန်ဒီလဲဥပိုးပေလက်ထဲမှမြေပုံကိုယူ၍ခရီးတွေလိုအပ်တာတွေကို
ပြင်ဆင်ကဥဖိုးပေကိုနှုတ်ဆက်၍ယတနာတစ်တာတွေကိုရှာဖွေဖို့ခရီးထွက်လာပါတော့တယ်။မောင်ဝင်မျက်လုံးနဲ့ကြောက်စီတာရှာပုံတော်ဆိုတဲ့ဇလန်းလေးရဲ့ပထမပိုင်းရတော့ဒီမှာနေပြီးဆုံးသွားပါပြီ။ဇက်သိန်းပိုင်းကိုလည်းကျွန်တော်တို့ channel လေးကနေဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ subscribe လုပ်ထားပြီးတော့စောင့်မျှော်အားပေးလို့ရပါတယ်ဗျ။ဇလန်းလေးကိုစုံထိနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။အားလုံးကိုကျေးဇူးပါ။